ရှင်ချင်းဘဝကိုပိုင်ဆိုင်နိုင်ဖို့ယုံလိုက်ခရစ်တော်လူတော်တွေအားလုံးပြည့်စုံစေရန်တွေ့လဲယုံလိုက်ခရစ်တော်ဘိုးတော်ဒီတန်ရှင်းပြောင်းမှလူညံတော်ရှင်မမေဖြစ်ရှင်ချင်းဘဝကိုပိုင်ဆိုင်နိုင်ဖို့